ဟုတ်ပြီအသေးကိုဒုက္ခပေးနေတဲ့အရာတွေကတော့အလုံးသိကြတဲ့အတိုင်းပဲ virus ဆိုတဲ့နော်အသေးရောင်အတဝါနာတာရှိအသေးရောင်တဝါ B ပိုး C ပိုးအဲ့ဒါကတော့အသေးမာကျော်အသေး6စေမှုကိုဖြစ်စေပါတယ်နောက်ပတ်ဝန်းကျင်မှာရှိနေတဲ့နော်အရက်တွေတောက်သုံးခြင်းနောက်တစ်ခုနော်ကျွန်တော်တို့ဒီအစိတ်အတောက်ဖြစ်စေတယ်အစိတ်အတောက်ဖြစ်စေဆိုတာအစိတ်တော့မဟုတ်ဘူးတာမန်စားနေကြအစာတွေပဲဒါပေမဲ့အသုံးပြုတဲ့ပစ္စည်းတွေဟာနော်လူသားတွေမစားသုံးသင့်တဲ့ဥပမာဓာတုပစ္စည်းတွေစက်ရုံသုံးပစ္စည်းတွေစက်မှုပစ္စည်းတွေကိုနော်အမြတ်အကျိုးမြတ်ရလုံမှုနဲ့နော်ကျွန်တော်တို့လူသားတွေစားတောက်တဲ့အစားတောက်တွေမှာအယောင်ဆိုတာတွေအစားကိုခံအောင်နော်ကျွန်တော်တို့ကြာရှည်ခံအောင်သုံးတဲ့နော်သုံးလာတာတွေနောက်တစ်ခုတော့အတိုင်းအဆအတိအကျမသိတဲ့ဆေးဝါးတွေထားသူမှုစနစ်တကျမရှိတဲ့ဆေးဝါးတွေဟာကျွန်တော်တို့အသေးမှာလာပြီးတော့ဒုက္ခဖြစ်စေပါတယ်နောက်တစ်ခုကအစားတောက်ပါပဲစားတဲ့စားတိုက်တတ်တဲ့ခန္ဓာကိုယ်လိုအပ်တတ်တဲ့နော်ခန္ဓာကိုယ်အားဖြစ်ဖို့အတွက်လိုအပ်တတ်တဲ့ပိုးပြီးစားမယ်ဆိုရင်တော့ခန္ဓာကိုယ်မှာအစီတွေစုပြီးတော့နော်အသေးအစီဖုံယောဂအသေးအစီစုယောဂအဲ့ဒီကနေအသေးဒုက္ခရောက်တာဖြစ်ပါတယ်နောက်တစ်ခုအားလုံးသိကြတဲ့ autoimmune ပေါ့ကိုယ်ခန္ဓာကိုယ်ကိုအသေးကိုပြန်ပြီးတိုက်တဲ့ယောဂရာဂိုင်နှုန်းတော့နည်းပါတယ်ဒါပေမဲ့ဖြစ်လာပါတယ်အဲ့ဒီကနေမှနော်အသေးဟာတဖြည်းဖြည်းမှာကြောလာပြီးတော့အသေး6တယ်အသေးကင်ဆာဘက်ကိုရောက်တာပဲဖြစ်ပါတယ်ကျွန်တော်အသေးတနေ့မှာနော်တာဝန်ပေါင်း900ကျော်ကို24နာရီမပြတ်ထမ်းဆောင်နေရတဲ့အင်္ဂါတစ်ခုပဲဖြစ်ပါတယ်တစ်ခုပဲသူ့မှာအာယုံခံစားမှုစနစ်မရှိဘူးဒါကြောင့်အသေးရောင်နေလဲကျွန်တော်တို့ဘလို့မှမခံစားရဘူးအသေးမာနေပြီဆိုလည်းမခံစားရဘူးအသေး6နေရင်လည်းဘာမှမခံစားရသေးဘူးအဲ့မခံစားရမှုဟာလူနာတွေအတွက်ဘာမှမဖြစ်ဘူးကောင်းနေတယ်လို့ယူဆပြီးတော့ကုသမှုခံယူဖို့နှောင့်နှေးသွားရတဲ့အဓိကအကြောင်းပဲဖြစ်ပါတယ်နောက်တစ်ကြောင်းကတော့အသေးကခံနိုင်ရည်သိရှိပါတယ်အသေး60ရာခိုင်နှုန်း90ရာခိုင်နှုန်းပျက်စီးနေတာတောင်မှအသေးဒီမူလတာဝန်900ကျော်ကိုအပြည့်အဝမထမ်းဆောင်နိုင်တောင်မှနေ့တူဝသွားလာလှုပ်ရှားမှုတွေအဆင်ပြေအောင်ထမ်းဆောင်နိုင်တာဖြစ်ပါတယ်ဒါကြောင့်အသေးဝေဒနာတဲ့တယောက်ကဝေဒနာယောဂလက္ခဏာပြအောင်ထိုင်ဆောင်နေမယ်ဆိုရင်တော့အသေးဒီ60-90ရာခိုင်နှုန်းတဲ့ပိုပြီးပျက်စီးတဲ့အချိန်ကျမှအဲ့ဒီလက္ခဏာကိုတွေ့မှာဖြစ်ပါတယ်အသက်90ရာခိုင်နှုန်း80ရာခိုင်နှုန်းပျက်စီးပြီဆိုရင်တော့တက်တန်းကအများကြီးတိုးသွားပြီဖြစ်ပါတယ်အဲ့တော့အသက်မှာကြောရဲဆိုတာဘာလဲအသက်မှာလဲဆိုဥပမာပြရင်တော့ကျွန်တော်တို့အားလုံးနဲ့ရင်းနှီးတဲ့ခန္ဓာပြတဲ့ဒီဝက်ချံပေါ့နော်အင်မတန်နှုတ်နေတဲ့မျက်နာမှာဝက်ချံတွေဖြစ်ကြတယ်ဝက်ချံတွေကပျောက်သွားပြီးတော့အသားကောင်းလေးတိုင်းနုနုနဲ့နဲ့ပြန်ဖြစ်တာရှိသလိုအနေရွတ်တွေထင်ကြံခဲ့တာလည်းရှိပါတယ်အဲ fibrosis ပေါ့အနေရွတ် fibrosis လေးတွေဖြစ်တယ်အဲ့ဒီလိုနေရာမှာစမ်းကြည့်မယ်ဆိုရင်အဲ့ဒီမျက်နှာမှာဘာဖြစ်လဲတာမန်နုနယ်မှုမရှိတော့ဘဲနဲ့မာကြောမှုရှိနေတာတွေ့ရပါတယ်အဲ့မာကြောမှုကိုလည်း fibrosis လို့ခေါ်ပါတယ်အဲ့မာကြောမှုကအဆင့်မြင့်သွားတဲ့အခါမှာခဏပြောသလိုမာကြောမှုတွေမကတော့ဘူးခုနပြောသလိုအင်္ဂါပုံပြက်ပန်းပြက်အနေအထားလေးတွေရှိသွားပါတယ်အဲ့ဒီအနေအထားမျိုးတော့ကျွန်တော်တို့ကအသေးမနဲ့နှိုင်းရှင်မယ်ဆိုရင်တော့ cirrhosis ပေါ့အသေး6တယ်လို့ကျွန်တော်တို့ပြောကြတာဖြစ်ပါတယ်ဒါမျိုးလေးတွေကတော့ပတ်ဝန်းကျင်မှာမြင်နေကြပဲဖြစ်ပါတယ်အဲ့တော့အသေးကောင်းကနေအသေးကောင်းကတော့အလုံးမြင်မှုပါတယ်ပြောင်းလေးနဲ့နော်အနေထားလေးရှိပြီးတော့အသေး6တယ်ဆိုတာတော့ခုနပြောတဲ့မာကြောမှုပေါ့နော်ပြောင်းတဲ့အသေးလေးဟာကျွန်တော်တို့ဒီလိမ္မော်သီးလေးလိုနော်ပြောင်းရှိပေမဲ့မာကြောသွားတဲ့အသေးကတော့
ကျွန်တော်တို့ကောက်တီးဘောလုံးလိုပဲမာကျောမှုအဆင့်ကိုရောက်သွားတာဖြစ်ပါတယ်အဲ့တော့ပုံမှန်အသက်အစီတွေစုနေတဲ့အသက်နော်ခဏပြောရ cirrhosis အသက်6တဲ့ပုံလေးတွေကိုဒီမှာရှင်းပြပြထားပါတယ်အသက်ကလစီလေးတွေပုံမှန်အနေထားနေအဲ့ကလစီထဲမှာအစီတွေစုလာတယ်ခဏပြောသလို60ရာခိုင်နှုန်း90ရာခိုင်နှုန်းအစီစုပြီးဆိုရင်အဲ့ကလစီမှာအလုပ်လုပ်နိုင်တဲ့အင်အား30ရာခိုင်နှုန်းပဲရှိပါတယ်ပုံမှန်အလုပ်မလုပ်နိုင်တော့ဘူးအဲ့လိုအသက်6သွားပြီဆိုတာနဲ့ကလစီအကောင်းနေနေရမှာအနေရွတ်တွေအစားထိုးဝင်ရောက်တာဖြစ်တဲ့အတွက်အနေရွတ်ဒီအသားကောင်းမဟုတ်တဲ့အတွက်အသေးရဲ့မူလတာဝန်များကိုထမ်းဆောင်နိုင်စွမ်းမရှိပါဘူးဒါကြောင့်ကျွန်တော်အသေးကဘာကြောင့်မဲဖြစ်ဖြစ်ဗိုင်းရပ်စ်ကြောင့်မဲဖြစ်ဖြစ်အရက်ကြောင့်မဲဖြစ်ဖြစ်အဆီကြောင့်မဲဖြစ်ဖြစ်နော်ဆေးဝါးတွေနော်ဆေးမီရိုတွေအဲ့ဓာတွေကြောင့်မဲဖြစ်ဖြစ်ဘလို့ပဲဖြစ်ဖြစ်သူသွားရလမ်းကတော့တစ်ခုပဲဖြစ်ပါတယ်ပုံမှန်နေအဆီတက်လာမယ်ဒါမှမဟုတ်ပုံမှန်နေအနေရွတ် fibrosis မာကျောမှုတွေစလာပါတယ်အဲ့မာကျောမှုကနေနောက်ဆုံးအဆင့်ကအသက်6တဲ့အဆင့်ပဲဖြစ်ပါတယ်အသက်6ပြီးဆိုတာနဲ့အသက်တိုတာလည်းမဟုတ်ဘဲနဲ့နောက်ပြဿနာတစ်ခုကအသက်ကင်ဆာဘက်ကိုပြောင်းလဲနိုင်တဲ့အနေအထားရှိပါတယ်ရိုးရိုးအသက်6ပြီးဆိုရင်ကျွန်တော်တို့ကတက်တန်းက10နှစ်လောက်ရှိပါတယ်ပြင်းထန်တဲ့အသက်6တဲ့ဆိုလိုချင်တာရေပြင်းနေရှိတယ်သွေးတွေအန်တယ်စိတ်ကြောက်ကြက်တွေဖြစ်တယ်ဆိုရင်တော့သူတက်တန်းက2နှစ်လောက်ပဲရှိပါတော့တယ်ကုသမှုကောင်းကောင်းမခံယူဘူးဆိုရင်ပေါ့နော်နောက်တစ်ခုကဒီကြားထဲမှာအသက်ကင်ဆာဝင်သွားတယ်ဆိုရင်တော့တက်တန်းက6လတစ်နှစ်ပဲရှိပါတော့တယ်ဟုတ်ပြီအဲ့တော့အသက်6ပြီဆိုရင်ဘယ်လိုကုမလဲခဏအသေးကောင်းတဲ့နေရာမှာအနေရွတ်တွေနဲ့ပြည့်နေတာဖြစ်တဲ့အတွက်ကြောင့်ကုသလို့ပျောက်ကင်းဖို့ကမဖြစ်နိုင်တော့ပါဘူးတစ်ခုပဲရှိတယ်အသေးအစားထိုးကုသမှုလုပ်ရင်တော့ဒီအသေးကိုပြန်ပြီးတော့ကျွန်တော်တို့အလုပ်လုပ်ပြန်ပြီးတော့အသေးကောင်းတစ်ခုပြန်ရနိုင်မှာဖြစ်ပါတယ်ဒီနေရာမှာကျွန်တော်တစ်ခုပြကျင်တာကတော့ဒီပုံကဘာကိုပြတာလဲဆိုတော့ခဏပြောပဲအသေးကအစင်းစင်းပျက်စီးပြီးတော့เนาะအသေး6သွားတယ်အသေးကင်ဆာဖြစ်တယ်တနေ့တရက်เนาะတစ်ပတ်နှစ်ပတ်တစ်လနှစ်လတစ်နှစ်နှစ်နှစ်နဲ့ဖြစ်တာမဟုတ်ပါဘူးเนาะအသေးရောင်ရမ်းပြီး6လကြာတဲ့အခါမှာเนาะအသေးဟာမာကျောမှုတွေစပြီးတော့အနှစ်20ကျော်တော့မှအသေးစ6တာဖြစ်ပါတယ်အသေးကင်ဆာဖြစ်ဖို့ဆိုရင်တော့အနှစ်30လောက်အချိန်ယူရပါတယ်ဆိုလိုချင်တာကျွန်တော်တို့မှာအသေးမကောင်းတော့ဘူးအသေးမာနေတယ်ဆိုတာကိုအသေးမချောက်ခင်တိစစ်ဆေးနိုင်ဖို့ဟာနှစ်ပေါင်း20ကျွန်တော်တို့အချိန်မှာအချိန်ရှိပါတယ်အဲ့ဒီအချိန်ကိုအသုံးမချလိုက်ရင်တော့အသေး6သွားပါမယ်အသေး6တဲ့အချိန်မှာလည်းကုသမှုမယူသေးဘူးဆိုရင်တော့အသေးကင်ဆာအပြစ်ကိုရောက်သွားမှာပဲဖြစ်ပါတယ်ဒါကြောင့်ကျွန်တော်တို့ကအသေးမာကျုံးမှုကိုစိုးစိုးစစ်စစ်သိရင်အသေးမချောက်အောင်ကာကွယ်နိုင်မယ်အသေးကင်ဆာမပြအောင်ကာကွယ်နိုင်မယ်အသေးကိုကြောက်အသက်မတူအောင်ကျွန်တော်တို့ပြုလုပ်နိုင်မှာပဲဖြစ်ပါတယ်ဒါကြောင့်ဒီ fibroscan ရဲ့အကျိုးဟာကျွန်တော်တို့အသေးစပြီးမာပြီးဆိုတာနဲ့စမာတာအကောင်းကနေစမာတာနဲ့နော်အလေလတ်မာတာနဲ့အပြင်းထန်မာကြောမှုနဲ့အဲ့ဓာတွေကိုတည်တည်ချာချာစစ်စစ်ခွဲထုတ်နိုင်တာဖြစ်ပါတယ်နောက်တစ်ချက်ကျွန်တော်ပြောချင်တာဟုတ်ပြီကျွန်တော်တို့မှာအနှစ်20 30ကျွန်တော်တို့လက်ထဲမှာရှိတယ်ဆိုပေမဲ့เนาะဒီမှာဒီပုံလေးကဘာပြထားလဲဆိုတော့ကျွန်တော်အသေးရောင်တဝါစီပိုးဝေဒနာတဲ့တယောက်ကအနှစ်30ကြာမှသူကအသေး6မယ်เนาะအသေးကင်ဆာဖြစ်မယ်ဒါပေမဲ့သူဒီအရက်တောက်ခဲ့ရင်10နှစ်9နှစ်10နှစ်နဲ့အသေး6နိုင်တယ်လို့เนาะဆိုတာလေးပြချင်ပါတယ်ဒါကြောင့်အသေးကိုဒုက္ခပေးတဲ့ယောဂဘိုးတွေဘီဘိုရောစီဘိုရောနှစ်ခုလုံးရှိမယ် HIV ပါရှိမယ်ဒါမှအရက်ပါတောက်မယ်အစီပါများမယ်ဆိုရင်တော့ကျွန်တော်တို့ဒီတက်တန်းကပို့ပြီးတော့တိုးသွားမှာပဲဖြစ်ပါတယ်နောက်တစ်ချက်ဒီပုံလေးကဘာပြလဲဆိုတော့အသေးဒီရောင်နေ
ရောင်ပြီးရင်ပြန်ပြီးကောင်းနိုင်တယ်လုံးဝပြန်ပြီးကောင်းတတ်နိုင်တယ်ဥပမာအသက်ရောင်တဝါပြီးဖို့အသက်ကြီးမှဖြစ်တဲ့လူတွေပြန်ကောင်းနိုင်တယ်80%ရာခိုင်နှုန်း90%ရာခိုင်နှုန်းပြန်ကောင်းနိုင်တယ်အသက်ရောင်တဝါအေပိုးဖြစ်တယ်ဤပိုးဖြစ်တယ်ဖြစ်ပြီးရင်အသက်ဟာပုံမှန်ပြန်ပြီးကောင်းတာကိုတွေ့ရဒါမှမဟုတ်ဘဲနဲ့ဆက်ပြီးတော့နာတာရှည်ရောင်ရမ်းမှုတွေရှိနေမယ်ဆိုရင်တော့သူဒီအသက်မာကျောမှုတွေအသက်6မှုတွေအသက်ကင်ဆာဘက်ကိုဆက်ပြီးသွားမှာပဲဖြစ်ပါတယ်နောက်တစ်ချက်ဒီပုံလေးကပြတာကတော့အသက်စီပုံနဲ့အသက်ကတောက်လျှောက်ကြီးစပြီးတော့ရောင်နာရနာနေမာကျောတဲ့အထိကိုတစိုက်မမတ်ဆက်သွားနေတာမဟုတ်ပါအချိန်မီကျွန်တော်တို့ဒီကုသမှုပေးမယ်သူ့ကိုဒုက္ခပေးနေတဲ့အရာတွေကိုဖယ်ရှားနိုင်မယ်စနစ်တကျပြုပြင်နိုင်မယ်ဆိုရင်ရောင်ရမ်းနေရနေပြန်ပြီးကောင်းနိုင်တယ်အစီတက်နေရနေပြန်ပြီးကောင်းနိုင်တယ်မာကျောမှုရှိနေရာကနေလဲအတိုင်းအတာတစ်ခုအထိပြန်ပြီးတော့ကောင်းနိုင်ပါတယ်အသက်6သွားပြီဆိုရင်တော့ပြန်ပြီးကောင်းအောင်လုပ်ဖို့ရာခိုင်နှုန်းမရှိတော့ပါဘူးဒါကြောင့်အသက်ယောဂါသည်အသက်6မှရေပြင်းနေဆွဲမှသွေးတွေအံ့မှနော်အသက်ယောဂါရှိပါလားလို့သိတဲ့အချိန်ဒီအရန်နောက်ကျပြီးတော့တက်တန်းအပြင်သိမကြံတော့ပါဘူးဒါကြောင့်အသက်ဝေဒနာတွေများသည်စောစောစီစီအသက်မာကျောမှုရှိမရှိစစ်ဆေးခြင်းအပြင်မိတို့ရဲ့အသက်ကိုတက်တန်းစီနေနိုင်အောင်တက်တန်းစီနှီးပါနေနိုင်အောင်နောက်တစ်ခုအဲ့ဒါအပြင်ကိုကနေတဆင့်သူများကိုလည်းမကုဆက်နိုင်အောင်ကာကွယ်နိုင်မှာပဲဖြစ်ပါတယ်အဲ့တော့ရက်တော့ရင်အသက်6တယ်ဟုတ်တယ်ရက်တော့ပြီးတော့အသက်6မှတော့ဘာမှမလုပ်နိုင်တော့ဘူးပေါ့အသက်စားထိုးရင်တော့မထိုးရင်လည်းအသက်ကင်ဆာဖြစ်တက်တန်းတော့မရှိတော့ဘူးဒါပေမဲ့စောစောစီစီအသက်မာကျောနေတာကိုသိတယ်ဆိုရင်တော့အဲ့ဒီချိန်မှာအရက်ဖြတ်လိုက်မယ်ဆိုရင်ပုံမှန်အသက်အထိပြန်ကောင်းနိုင်တဲ့အခွင့်အရေးရှိပါတယ်ဟာဒါကြောင့်အရက်တောက်ပြီးအချိန်မီဗရိတ်အုပ်နိုင်တဲ့လူတွေအချိန်မီနော်ဖြတ်နိုင်တဲ့လူတွေကပြန်ပြီးကောင်းနိုင်ပါတယ်လို့ပြောချင်ပါတယ်နောက်တစ်ခုကတော့အရက်တစ်ခွက်နှစ်ခွက်တောက်တာကျမရင်းနဲ့ညီညွတ်တယ်လို့ဆရာဝန်အများစုပြောကြပါတယ်နော်ကျွန်တော်သုတေသနတွေမှာလည်းတွေ့ရှိပါတယ်ဒါပေမဲ့အသက်မကောင်းတဲ့အချိန်ဘီပိုးရှိနေတဲ့အချိန်စီပိုးရှိနေတဲ့အချိန်အသက်မှာအစီတွေတက်နေတဲ့အချိန်အစီတွေစုနေတဲ့အချိန်မှာတော့အရက်တစ်ခွက်တည်းလဲအသက်အတွက်เนาะကျွန်တော်တို့ဝင်ပြစေပါတယ်အသက်ကိုပို့ပြီးတော့ရောင်ရမ်းစေပါတယ်เนาะကျွန်တော်တို့မာကျောစေပါတယ်အမာရွတ်တွေဖြစ်စေပါတယ်ဒါကြောင့်အသက်စီဖုံးနေတဲ့လူတယောက်ကအရက်လုံးဝမတောက်တဲ့နာပဲဖြစ်ပါတယ်